မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဆိုင်းရမွေးဖြစ်ပါတယ်ရွှေဆိုင်တွေမကဘူးနာမည်ကြီးဗန်ကြီးတွေကပါအလူရဲ့ကြော်ညာခေါ်ရိုက်နေရတဲ့ဇမင်းသားလေးတစ်ယောက်ကဘသူဖြစ်မယ်ထင်လဲရှင့်သူကတော့လက်ရှိမှာပရိသတ်တွေရဲ့တဲတဲလှုပ်အားပေးမှုကိုအပြည့်အဝရရှိထားတဲ့ဇမင်းသားလေးစမ်းရည်မှုပဲဖြစ်ပါတယ်သူ့ရဲ့အောင်မြင်ကြော်ကြားမှုကတော့အခုဆိုရင်ဘသူနဲ့မှမတူပဲတဟုန်ထိုးတက်လှမ်းနေတာပါအမှုပညာလောကမှာခြေလမ်းသစ်တွေနဲ့ရှောက်လန်းလာရင်အခုဆိုလုပ်ငန်းရှင်တွေရဲ့အသေးဆွဲဖြစ်လို့နေပါပြီနာမည်ကြီးရွှေဆိုင်ကြီးတွေမကပဲမြန်မာနိုင်ငံရဲ့ထိပ်တန်းဗန်ကြီးတွေကပါသူတို့ရဲ့ကမ်ပိန်းတွေအတွက်စမ်းရည်မှုကိုအဓိက brand မျက်နှာစာအဖြစ်အလူရဲ့ကမ်းလှမ်းလာကြတာပါဒါဟာဇက်တပင်လောကသားတယောက်အတွက်တကယ်ကိုထူးခြားပြီးဂုဏ်ယူစရာအောင်မြင်မှုပါပဲပရိသတ်တွေနဲ့အတူလုပ်ငန်းရှင်တွေကလည်းယုံကြည်စိတ်ချစွာအားပေးကြတော့စမ်းရည်မှုရဲ့အောင်မြင်မှုအရှိန်ဟုန်ကတော့တားမရစီးမရပါပဲပရိသတ်တို့ရောမင်းသားလေးစမ်းရည်မှုရဲ့ကြော်ညာတွေနဲ့ကားပြဖျော်ဖြေမှုတွေကိုသဘောကျကြလားကွန်မန့်မှာပြောခဲ့အောင်နော်ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့သတင်းတွေကိုအမြဲကြည့်ရအောင်အခုပဲအကောင့်လေးကို follow လုပ်ထားလိုက်ပါအောင်နော်